လူဆိုတာအမြဲတမ်းအတိတ်ကိုလွမ်းပြီးအနာဂတ်ကိုမျှော်နေတာပဲကောင်းရင်လွမ်းတတ်ပေါ့လေမကောင်းရင်တော့မလွမ်းဘူးပေါ့လူတွေကအတိတ်ကိုပြန်တွေးတယ်အနာဂတ်ကိုမျှော်လင့်နေတယ်ဒါလူရဲ့သဘာဝပဲအဲ့ဒါတွေကမြတ်စွာဘုရားပြန်မတွေးနဲ့လို့ပြောတာသမိုင်းဆရာတွေကတော့အတိတ်မတွေးလို့ဘယ်လိုလုပ်သိမှာတော့လို့ပြောမယ်အဲ့ဒါသမိုင်းလုပ်ငန်းဝိပဿနာတရားအထုတ်ရင်မတွေးနဲ့လို့ပြောတာနော်ဝိပဿနာတရားအထုတ်ပြီးဆိုရင်အတိတ်ကိုပြန်ပြီးတော့ပြန်တွေးပြီးလွမ်းဆွေးနေလို့ရတာအလကားပဲလေမရသေးတာကိုလည်းပဲမျောလင်းတန်တာပြီးတော့မနေနဲ့တဲ့ဘာဖြစ်လို့တော့ဆိုအကြောင်းပြတော့ယထတိတံပဟိနန္တံအတိတ်ဆိုတာကုန်ခဲ့ပြီလေမရှိတော့ဘူးလေဟုတ်တယ်အတွေးထဲမှာသာရှိတော့တာတကယ်မရှိတော့ဘူးလေတိတ်ဆိုတာအဲ့တော့မရှိတော့တာကိုပြန်လွမ်းနေတယ်လို့ဖြစ်နေကြုံတော့ကြုံခဲ့တာပဲဒါပေမဲ့အခုရှိသေးလားမရှိဘူးမနေ့တုန်းကလူတယောက်နဲ့တွေ့ခဲ့တယ်ဟုတ်တယ်မနေ့တုန်းကတော့တွေ့တာရှိတယ်ဒါပေမဲ့ဒီကနေ့ပြန်စဉ်းစားတဲ့အခါရှိမှမရှိတာမရှိတာကိုပြန်တွေးနေတဲ့အတိတ်ပဲဖြစ်သွားတယ်အရေးမရအဖတ်မရပြီးခဲ့တာပြန်တွေးနေရှတ္တတိတံပဟိနန္တံအတိတ်ဆိုတာကုန်ခဲ့ပြီတဲ့ဘာမှမရှိတော့ဘူးအပတ္တိသအနာဂတံအနာဂတ်ဆိုတာရောက်မှမရောက်သေးတာချွတ်တင်ပြီးတော့စဉ်းစားနေတယ်ဒါစီးပွားရေးလှုပ်တာမဟုတ်ဝိပဿနာတရားတော့တာစီးပွားရေးလှုပ်တဲ့လူကတော့အနာဂတ် plan နေချရမှာပေါ့နှစ်ပြန်ပဲသွားမယ်ဆိုရစီမံကိန်းနေချဒါကတခြားကိစ္စဝိပဿနာလှုပ်တဲ့ပုဂ္ဂိုလ်အတွက်ဟောတာဒါနော်အဲ့ဒါလိုလဲခွဲခြားပြီးတော့ကြည့်ပေါ့အဲ့တော့ဝိပဿနာလှုပ်ပြီးဆိုရင်အတိတ်ကိုပြန်ပြီးတော့နှစ်သက်တန်တာမနေနဲ့အနာဂတ်ကိုလည်းမျှော်လင့်မနေနဲ့အတိတ်ဆိုတာပြီးခဲ့ပြီမင်းပြန်ယူလို့မရတော့ဘူးအနာဂတ်ဆိုတာမင်းလက်ထက်မရောက်သေးဘူးနှစ်ခုစလုံးဟာပြီးတာနဲ့မရသေးတာနဲ့တူတူပဲမဟုတ်လားဘာမှမရှိဘူးဆိုတာသိတယ်အတိတ်ကလည်းမရှိတော့ဘူးလေအနာဂတ်လည်းမရောက်သေးဘူးဆိုတော့မရှိတာပဲလေအဲ့တော့မရှိတာကိုအရှိလုပ်ပြီးအချိန်ဖြုံးမနေနဲ့လို့ဆိုလို့တဲ့အတိတ်ပဲဒါရှင်းတယ်မရှိတာကိုအရှိလုပ်ပြီးတော့အချိန်ဖြုံးမနေနဲ့အကောင့်ထဲအနေနဲ့မရနိုင်ဘူးလေပြီးခဲ့တဲ့ဟာလည်းမရဘူးလာမယ့်ဟာလည်းမရသေးဘူးအဲ့တော့အတိတ်နဲ့အနာဂတ်ကိုမသွားနဲ့မသွားဘဲနဲ့ကိုယ်ဘာလုပ်ရမလဲပစ္စုပန်နေစယောဓမ္မတထဝိပတ္တိအခုလက်ရှိနေတဲ့အခြေအနေတရားရှိနေတဲ့သဘာဝတရားအဲ့ဒီပစ္စုပန်အခုလက်ရှိနေတဲ့အနေထားအခုလက်ရှိဖြစ်နေတဲ့ဆိုတာကိုယ်စိတ်ပါဖြစ်နေတယ်ကိုယ်စိတ်ထဲမှာလောဘဖြစ်နေသလားဒေါသဖြစ်နေသလားဘာတွေဖြစ်နေသလဲအခုလက်ရှိအာယုန်နဲ့တွေးဆုံပြီးအခုဖြစ်နေတာအဲ့ဒီဖြစ်နေတဲ့အခိုက်ကလေးမှာတဲ့ဝိပဿနာရှုလိုက်ပါသဘာဝကိုသိအောင်လုပ်လိုက်ပါပဲပြောဒေါသဖြစ်နေဖြစ်မှန်းသိလိုက်လောဘဖြစ်နေဖြစ်မှန်းသိလိုက်မောဟဖြစ်နေဖြစ်မှန်းသိလိုက်ကိုတွေ့နေတဲ့အာယုန်တစ်ခုမြင်နေကြားရင်ကြားတယ်ဒါပစ္စုပန်ကိုသိအောင်လုပ်တာဒါပစ္စုပန်ကတကယ်ရှိနေသေးတာရှိနေတာတွေကိုမသိလိုက်ဘူးဆိုတော့မဖြစ်အောင်သိလိုက်အောင်ဖြစ်နေခုတရားနာနေတယ်အတန်နေကြားနေတယ်ဒါဖြစ်နေတာပဲခုဖြစ်နေတာပဲဖြစ်နေတဲ့ပုံမှာပစ္စုပန်နိစ္စယောဓမ္မတထဝိပတ္တိအဲ့ဒီပုံမှာပဲဝိပဿနာရှုပါဆိုအဲ့တော့ဝိပဿနာရှုတဲ့ဆိုတာဘယ်လိုရှုရမှာလဲမြတ်စွာဘုရားကတော့နောက်ရှင်းပြလိုက်ပဲဝိပဿနာရှုဖို့ရှုနည်းကတော့နော်ကျွတ်တင်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဝိပဿနာရှုနေတယ်ဆိုတာဘာခေါ်တာလဲဖြစ်ပြနေတဲ့အာယုံကတစ်ခု
စဉ်းစားတဲ့စိတ်ကတစ်ခုဝိပဿနာအမြင်နဲ့ဆိုတော့ကိုယ်စိတ်ကိုပြန်ဝိပဿနာရှုနေတာလားသို့မဟုတ်ထွက်လေဝင်လေကိုဝိပဿနာရှုနေတာလားသို့မဟုတ်ကိုယ်ရုပ်ကိုတစ်ခုဝိပဿနာရှုတာလားတစ်ခုပေါ့နော်ဥပမာမျက်စိကမြင်တယ်မျက်စိရဲ့မြင်စရာအာယုံရဲ့ဒီနှစ်ခုဆုံလိုက်လို့စဉ်းစားနဲ့ကြုံတဲ့အခါမှာမြင်သိစိတ်ပေါ်တယ်လို့ပဲစိတ်ကလေးပေါ်လာတယ်အဲ့တော့မျက်စိရဲ့အဆင်းအာယုံရဲ့ဒီနှစ်ခုဆုံခြင်းကြောင့်ပေါ်လာတဲ့မြင်သိစိတ်ရဲ့မြင်တယ်ဆိုတဲ့အခိုက်မှာဒီသုံးခုဖြစ်တယ်နော်ဒီတစ်ချက်ရင်တော့ဖတ်တဝေဒနာစိတ်ခံစားချက်အဲ့ဒါဆို၅ခုဖြစ်တယ်အဲ့ဒီမဲ့ထပ်ပြီးအတင်းရှင်းထည့်လိုက်လို့ရှိရင်6ခုဖြစ်တယ်အရှင်သာရိပုတ္တရာအတင်းရှင်းမှထည့်ပြထားတယ်မျက်စိကိုအဆင်းအာယုံကလာပြီးတော့ထင်ဟတ်တယ်အဲ့တော့မျက်စိကတစ်ခုအဆင်းအာယုံကတစ်ခုအဲ့ဒီအဆင်းအာယုံကိုအတင်းရှင်းလုပ်တဲ့စိတ်ကတစ်ခုဖြစ်ပေါ်လာတဲ့အာယုံမှန်းသိလိုက်တဲ့မြင်မှန်းသိတဲ့ဆိုတဲ့စိတ်ကတစ်ခုဖတ်တာကတစ်ခုဝေဒနာတစ်ခုဆို6ခုဖြစ်သွားအဲ့ဒါလောလောဆယ်ဖြစ်နေတာအဲ့6ခုအဲ့ပစ္စုပန်ဆိုတာဖြစ်စေကိုတော့ကြည့်လို့မရဘူးရုပ်တရားကိုသာဖြစ်စေကြည့်လို့ရတယ်နံတရားချင်းကြတော့အခုဖြစ်အခုနံတရားကမသိနိုင်ဘူးအဲ့ဒါတွေဖြစ်ပြီးတဲ့အချိန်လေးမှာပဲငါမြင်တယ်လို့ပြောတယ်ဆိုတာဟာမျက်စိကိုမျက်စိရှိတယ်မျက်စိမှလာပြီးတော့ပေါ်တယ်မျက်စိကရုပ်တရားမျက်စိမှလာထင်ဟတဲ့အဆင်းအာယုံရှိတယ်အဆင်းအာယုံကလည်းရုပ်တရားattention လုပ်တဲ့စိတ်ရှိတယ်အဲ့ဒါကနန္တရားမြင်သိစိတ်လေးပေါ်လာတယ်ဒါကလည်းနန္တရားဖတ်တာပေါ်တယ်ဝေဒနာပေါ်တယ်ဒါကလည်းနန္တရားအဲ့တော့ကြည့်လိုက်ရင်ယုံနဲ့နာနှစ်ခုဖြစ်လာတာပဲရှိတယ်အဲ့ဒီမဲ့ငါမြင်တာဆိုရင်ငါဆိုတာဘယ်သူပြောတာလဲငါရဲ့မြင်မှုလို့ပြောရင်ပိုက်ဆိုင်သူကဘယ်သူလဲမျက်စိကိုပြောမှလားအဆင်းကိုပြောမှလားအတင်းရှင်းကိုပြောမှလားမြင်သိစိတ်ကိုပြောမှလားဖတ်တာကိုပြောမှလားဝေဒနာဖတ်တာပဲလေဝေဒနာပဲလေမြင်သိစိတ်ကလည်းမြင်သိစိတ်ပဲလေသူတစ်ခုတည်းမှမဟုတ်တာသူတို့ပူးပေါင်းလှုပ်ဆောင်ထားတာလေဘာနဲ့တူတော့ဆိုကာမောင်းတာနဲ့တူကာမောင်းတာကာသမားကကွန်မန့်မဲ့ပြီးလို့ရတာဒါပေမဲ့သူမောင်းတယ်လို့ပြောတာပဲတိုက်လို့ရှိရင်လည်းသူပဲတရားဆွဲခံဖန်ခံတကယ်တော့သူကစက္ကရိယာတွေကသွားတာလေသူသွားတာမဟုတ်စက္ကရိယာတွေကသွားသူကွန်မန့်ပေးတဲ့အတိုင်းစက္ကရိယာတွေကအလုတ်လို့ကာရက်ရွေ့သွားတာလေသူကထိုင်းတာလေသူကြောင့်ရွေ့တာမဟုတ်အဲ့သဘောပဲဒီလူတွေမှလည်းပဲယုံနဲ့နာလှုပ်နေတာကိုပဲကိုလှုပ်တယ်ဆိုတာမရှိဘူးနော်ကိုလှုပ်တယ်ဆိုတာမရှိဘူးအတ္တတတဝါဆိုတာမရှိဘူးဒီထဲမှာအဲ့ဒါမရှိတာကိုမြင်နေတာကိုပဲဝိပဿနာရှုတယ်လို့ပြောတာနော်တထပစ္စုပန်နိသယောဓမ္မတထဝိပတ္တိအဲ့ဒီ5ခုကလွဲလို့6ခုကလွဲလို့ဘာမှမဖြစ်ဘူးအဲ့6ခုပဲဖြစ်တာအဲ့ထက်ကငါဆိုတာဘယ်သူလဲဆိုမရှိဘူးရှုံးတဲ့နာ2မျိုးပဲရှိတယ်အဲ့ဒါကိုငါမြင်တယ်ငါရဲ့မြင်မှုကားငါမောင်းတယ်ကားဟောအဲ့ငါဆိုတော့ဘယ်ရောက်လာမှမသိဘူးပြုလို့သူဆိုတာမရှိဘူးပြုလို့သူဆိုတာမရှိဘူးအဲဒါကြောင့်အဲ့ဒီလိုမြင်အောင်ကြည့်တာကိုပစ္စုပန်နိသယောဓမ္မတထဝိပတ္တိအဲ့လိုရှုနေတဲ့ဝိပဿနာဉာဏ်ကိုအတ္တံဟိရံအတ္တံကုပ္ပံတံဝိတောမနုဖြူရဲ့အတ္တဟိရဆိုဝိပဿနာမရှုလိုက်လို့ရှိရင်တဏှာနဲ့ဒိဋ္ဌိကဝင်လာတယ်
ငါလို့တွေးလိုက်တာနဲ့တပြိုင်နက်ခုနပြောတဲ့တရား၅ခုကိုငါလို့စဉ်းစားလိုက်တာနဲ့တတဝါလို့စဉ်းစားလိုက်တာနဲ့တပြိုင်နက် round view ဒိဋ္ဌိround view ရဲ့အတွေးဖြစ်သွားပြီငါရဲ့မြင်မှုလို့ပြောလိုက်တာနဲ့တဏှာရဲ့အတွေးတစ်ခုဖြစ်သွားရောအဲ့တော့ဘယ်သူလာတော့ဆိုရင်ဒိဋ္ဌိနဲ့တဏှာပဲလာမယ်အဲ့လိုမြင်လိုက်ရင်ဒိဋ္ဌိနဲ့တဏှာအဲ့ဒီဒိဋ္ဌိနဲ့တဏှာလာလို့ရှိရင်ဝိပဿနာဉာဏ်ဆိုတာမဖြစ်ဘူးခုနပြောတဲ့သဘာဝတရား6ခုပေါ်ခြင်းမျှတာဖြစ်တယ်ဒီထဲမှာငါမပါဘူးဒီ6ခုစုံစည်းတာကိုပဲမြင်တယ်လို့ပြောနေကြတာဒီသဘာဝတရား6ခုရဲ့လှုပ်ဆောင်မှုသာဖြစ်တယ်သူတို့ဖယ်လိုက်ရင်ငါဆိုတာသိကြမရှိဘူးအဲ့လိုရှုတာဝိပဿနာလို့ခေါ်တယ်နော်ရအောင်ကြည့်တာအဲ့ဒါဝိပဿနာအကယ်၍အဲ့လိုမဟုတ်ပဲနဲ့ငါကိုသွားပြီးတော့ဒီထဲမှာငါရှိတယ်ဆိုတာတွေးလိုက်ရင်တတဝါလို့တွေးလိုက်လို့ရှိရင်တန်ဟိရဒိဋ္ဌိနဲ့တဏှာကဆွဲသွားပြီသူဆွဲခေါ်သွားပြီအသိဉာဏ်မဟုတ်တော့ဘူးအဲ့ဒါကြတော့နော်တဏှာဒိဋ္ဌိရဲ့ဆွဲတဲ့ဒိဋ္ဌိရဲ့ဆွဲရပါသွားတယ်တဏှာဒိဋ္ဌိရဲ့ဆွဲရပါသွားပြီဝိပဿနာဉာဏ်မဖြစ်ဘူးအတ္တန်ကုပ္ပံတဏှာဒိဋ္ဌိကြောင့်ပြက်သွားပြီဝိပဿနာဉာဏ်မဟုတ်တော့ဘူးလွယ်မှားတဲ့အနေအထားမျိုးရောက်သွားတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့သဘာဝတရားတသက်မြတ်သာရှိလို့ရှိရင်အတ္တဟိရတဏှာဒိဋ္ဌိရဲ့ဆွဲခေါ်မှုစိတ်ရလွတ်တာမရှိတော့ဘူးအတ္တဝိဟိရံအတ္တကုပ္ပံအဲ့ဒီလိုတဏှာဒိဋ္ဌိတို့ရဲ့ဆွဲဆောင်မှုတဏှာဒိဋ္ဌိတို့ကြောင့်ပျက်စီးသွားမှုဒီအသိဉာဏ်လေးမဖြစ်အောင်ဟန္တာပျက်စီးခံရမှုမဖြစ်အောင်နဲ့တံဝိထောမနုပြုရဲ့အဲ့ဒီဝိပဿနာဉာဏ်ကိုအဲ့ဒီဘေးရန်အန္တရာယ်တွေကလွတ်အောင်အင်အားကောင်းအောင်ကြိုးစားပြီးတော့ရှုပါလို့ပြောတယ်။တမန်အဖြစ်ဆိုရင်တော့အင်အားမကောင်းသေးရင်ပါသွားမယ်။တံဝိထောဆိုတာပညာရှိတဲ့ပုဂ္ဂိုလ်ဟာတန်ထိုဝိပဿနာဉာဏ်ကိုအနုပြုရင်ထဲမှာတိုးတက်အောင်လုပ်ပါအဲ့ဒီအမြင်လေးကိုတိုးပွားလောက်အောင်လုပ်ပါမတိုးပွားဘူးဆိုရင်ငါဆိုတဲ့အတွေ့အဝင်သွားလိမ့်မယ်ငါဆိုတဲ့အတွေ့အဝင်လာလိမ့်မယ်အဲ့ဒါတဏှာဒိဋ္ဌိရဲ့ဆွဲရပါသွားတယ်လို့အဓိပ္ပာယ်ရတယ်တဏှာဒိဋ္ဌိကြောင့်ပျက်စီးသွားတယ်လို့အဓိပ္ပာယ်ရမယ်အဲ့ဒါလို့မဖြစ်အောင်လုပ်ပါလို့ဒါဝိပဿနာရှုပုံလေးကိုအကျဉ်းလေးပြောတာဒါပြင်အဲ့ဒီဝိပဿနာကဘယ်တော့ရှုရမှာလဲလို့ဆိုဣဇေဝခိစ္ဆံအာတပ္ပံဒီကနေ့ပဲကြိုးစားဖို့လုပ်ပါဒီနေ့ပဲကြိုးစားဖို့လုပ်ပါလက်ဖြင့်မရွှေ့ပါနဲ့အခုပဲလုပ်ပါပြောနော်အခုပဲလုပ်အချိန်ရွှေ့မနေနဲ့အခုပဲလုပ်ဘာဖြစ်လို့လဲကောဇင်ညပရဏံသူဝေလက်ဖြင့်ကအသက်ရှင်အောင်မလားသေအောင်မလားဘယ်သူသိလဲဘယ်သူမှမသိဘူးမသိဘူးမသိနိုင်ဘူးကောဇင်ညပရဏံသူဝေလက်ဖြင့်ကမှသေမလားရှင်မလားမသိဘူးနောက်ကျသွားနိုင်တယ်လူတွေကတော့ပြောကြတာ tomorrow will be too late နော်အတရားသဘောနဲ့ကြည့်ရင်တော့အဲ့ဒါ too late ပဲနော်သိနောက်ကျသွားပြီကောဇင်ညပရဏသူဝေဘာဖြစ်လို့ရောဆိုအကြောင်းပြတော့နာဟိနောသင်္ကရန္တေနမဟာသေနေနမစ္ဆုနာသေခြင်းတရားကသူ့ရဲ့လက်နဲ့တွေသူ့ရဲ့စစ်တီဖို့ပါလေသေခြင်းတရားမှာသူ့ရဲ့အတိုင်းဝိုင်းကအမတမကြီးမားတယ်တဲ့သူ့ရဲ့လက်နဲ့တွေကအမတများတယ်လူစားသေးဘူးအများတယ်ပေါ့
ကားတိုက်ပြီးတော့လည်းသေနိုင်တယ်အဆီးတင်နဲ့လည်းသေနိုင်တယ်လေဖြတ်ပြီးတော့လည်းသေနိုင်တယ်ဘာတွေနှလုံးသွေးကြောအုံနောက်သွေးကြောပေါက်တာတို့နှလုံးပိတ်သွားတာတို့မျိုးစုံပဲပေါ့သေခြင်းအကြောင်းတွေအများကြီးရှိတယ်သေစရာအကြောင်းတွေအများကြီးရှိနေတယ်ပေါ့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားခဏပဲလောက်ပါလို့ပြောသေခြင်းတရားနဲ့သင်္ကရလို့ခေါ်တဲ့ချိတ်ဆက်လို့မရဘူးတဲ့ချိတ်ဆက်လောက်ထားတာမရှိလူဆိုလို့ရှိရင်လူကပတ်စံပေးထားပြီဒီတရက်တော့စောင်းမအောင်လို့ပြောလို့ရလက်ထိုးထားရင်လည်းရပတ်စံပေးထားတယ်လက်ထိုးထားတယ်တနည်းအားဖြင့်ခင်မအောင်မိတ်ဆွေဖွဲ့လို့လည်းရရရွှေ့လို့ရသေခြင်းတရားကအဲ့လိုလက်ထိုးလို့လည်းမရဘူးမိတ်ဆွေဖွဲ့လို့လည်းမရဘူးကဲတလောက်ဆိုရင်ငါအနိုင်တိုက်မယ်သေခြင်းတရားကိုကိုယ်တွန်းလှန်မယ်ဆိုပြန်တော့လည်းမရဘူးနော်အင်အားကိုသုံးချပြီးတော့တွန်းလို့လည်းမရဘူးချော့လို့လည်းမရဘူးဆိုလို့က6လို့လည်းမရရှော့လို့လည်းမရဘူးသေခြင်းတရားကိုချော့လို့လည်းမရဘူး6လို့လည်းမရဘူးလို့ဆိုလို့တဲ့အဓိပ္ပာယ်အဲ့နာဟိနောသင်္ကရံတေနမဟာသေနေနများသောစစ်တိဘိုးပါအတိုင်အဝိုင်းရှိတယ်ထိုသင်မင်းနဲ့ချိန်ချက်လှုပ်ဆောင်မှုဆိုမဖြစ်နိုင်ဘူးတဲ့မဖြစ်လို့မရဘူးတဲ့ဒါကြောင့်မို့ခဏပဲလှုပ်ပါလို့ပြောအဲ့ဒီမှာမြတ်စွာဘုရားဧဝံဝိဟာရိအတ္တပိဟောရတ္တမတ္တန္တိတအဟောရတ္တမတ္တန္တိတအတ္တန္တိတဆိုမပြင်းမရအဟောရတ္တနေရောညရောအချိန်ပြည့်အခုလိုကြိုးစားအထုတ်ပြီးဝိပဿနာအလုပ်ကိုကြိုးစားအထုတ်နေရောညရောမနာမနေကြိုးစားအထုတ်ပြီးတော့နေတယ်ဆိုတဲ့ပုဂ္ဂိုလ်ကိုတဲ့တံဝေပဋိက္ခရတောတိတန်တော်အစိတ်ခတိမူနီတကယ်ကိုအသိဉာဏ်ရှိတဲ့သူတော်ကောင်းတွေကသူတော်ကောင်းကမြတ်စွာဘုရားကအကောင်းဆုံးသောညတညရှိသူညကိုဥတည်ပြောတာပါအကောင်းဆုံးသောရက်တရားထုတ်တဲ့ရက်ဒီအကောင်းဆုံးသောရက်နော် the best day ဒီday မဟုတ် the best day အကောင်းဆုံးနေ့နော်အကောင်းဆုံးသောနေ့ရှိတယ်လို့ပြောတာအကောင်းဆုံးသောရက်အကောင်းဆုံးသောနေ့ကိုယ့်အတွက်မှာဝိပဿနာလုပ်တဲ့ချိန်ဟာအကောင်းဆုံးသောချိန်အကောင်းဆုံးသောနေ့အကောင်းဆုံးသောရက်ညဆိုရင်အကောင်းဆုံးသောညရှိသူလို့ဒီလိုကေမွန်တတ်မယ်လို့ဒါအချင်းအနေနဲ့ဝိပဿနာလုပ်ပုံလေးကိုပြောတာ